အဲ့ဒီအမေကိုကဒီအလက်ဆိုရင်အလက်ဆိုတဲ့ခံစားချက်နဲ့ပတ်သက်ပြီးတော့ကိုကတိတ်ပြီးတော့မျောမယ်ဆိုနည်းနည်းမကျေနပ်တာလေးပေါ့နော်မကျေနပ်တဲ့ဟာလေးပါတာပေါ့နော်အဲ့ဒါကိုပြောမယ်လို့ယူဆထားရည်စူးထားတဲ့အတွက်ကြောင့်မို့ကိုကပြောတာပေါ့နော်အဲ့တော့ခေါင်းစဉ်ကခေါင်းစဉ်အဲ့လိုပြောတဲ့အခါမှာခေါင်းစဉ်ဒီလေခုနပြောသလိုပုံမှန်တက်အလက်ကလေးလို့ဆိုလိုက်လို့ရှိရင်ကြတော့သူများတွေအနေနဲ့တိတ်ပြီးတော့မမြင်သားထင်တာမရှိဘူးပေါ့နော်ဒါပတ်သက်နဲ့လက်လိုက်တယ်ဆိုလို့ရှိရင်သူတို့ဒါမြင်သားထင်တာပို့ပြီးတော့မှရှိသွားမယ်ပို့ပြီးစိတ်ဝင်စားမှုရှိသွားပဲပေါ့နော်အမဒီစာအုပ်ကိုကြော်ညာတာတော့မဟုတ်ပါဘူးဒီစာအုပ်ကိုဖတ်မယ်ဆိုလို့ရှိရင်နှလုံးသားနဲ့ခံစားပြီးတော့အုံနောက်နဲ့လိုက်တွေးမှဖတ်လို့ခံစားလို့ရမယ်လို့ပြောချင်တယ်တချို့စာရေးဆရာကြီးတွေလည်းပြောကြပါတယ်တချို့စာအုပ်တွေကဖတ်လိုက်ရင်အုံနောက်ကိုထိတယ်တချို့စာအုပ်တွေကတော့နှလုံးသားကိုထိတယ်ပေါ့နော်မေတိလာရင်စစ်တမ်းတွေရသွေးအေးလူသက်သမားတွေကမြေတေရှိုင်းတွေတဲ့all the touch of love everyone becomes a poet เนาะအချစ်နဲ့ထိတွေ့လိုက်ပြီဆိုရင်လူတိုင်းကကြပြဆရာဖြစ်လာတော့တာပဲတဲ့ကြပြဆရာမဖြစ်သေးပါဘူးကြပြတွေရေးပစ်ခဲ့ရုံပါပဲ